ကျွန်တော်အမေဝတ်တာကိုအမျက်မှန်တက်တာကျွန်တော်လည်းအောင်စဘူးတော့ကြောက်ကိုနဲ့မားနေမှာဆိုအော်လာကြည့်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်မိသားစုများအတွက်စိတ်ရှိရနာဆိုင်လေးနဲ့မိတ်ဆက်ပေးရစီတင်းငယ်သုံးကောင်စိတ်ရှိရနာဆိုင်ဖြစ်ပါတယ်ကျွန်တော်တို့အကောင်းဆုံးရွှေဘူဆောင်ရွှေမာစုတင်းငယ်သုံးကောင်ဖြစ်ပါတယ်အကောင်းဆုံးစိတ်ကိုဆောင်စိတ်မာစုတင်းငယ်သုံးကောင်ချိုးဆုံးအလှဆုံးကိုကြည့်ချင်ဘောပေါ်အောင်စုရဲ့ပြိတ္တကိုလာကြည့်အလောကဒီနေ့ရောဟင်္ဒရာလည်းလာကြရတော့ဒီနေ့ဟင်္ဒရာလည်းညှိုးထောက်ပါဦးရန်ကုန်ဘာရှိသေးလဲကြံကြီးဟိုကြံကြီးပြည့်ရှိသေးရှိပြီးသားဆိုတော့ရန်ကုန်လည်းပါသွားပြီလေးပြက်တာပြီးတော့ဘယ်မှာဒေနေရဆင်းလာရှိသေးတယ်တရားကိုတယောက်ချင်းကြီးပြောပါကွေးကောက်ပြီးတော့စ
စိတ်ချကိုမိသားစုတွေကကိုယ်စီလာတယ်အဲ့တော့ကိုကလည်းအဲ့ဒီမျိုးတွေကိုအရောက်လာခဲ့မယ်ဆက်တယ်နော်ဒါတွေ့ရဆောင်ပုံလေးဖြစ်ပါတယ်ကျွန်တော်ဆိုင်နေရာလေးတွေညွှန်ပေးချင်ပါတယ်သူကရောက်ဒီမျိုးမှာဒီဇိုင်းရှိပါတယ်အမတ်ကားငယ်မြင်းဆောင်ခွန်ကဘင်းတော်လမ်းမှာညာစီအနီးမှာဖြစ်ပါတယ်ပြီးတော့ရန်ကုန်မြို့မှာဒီဇိုင်းရှိပါတယ်အမတ်ကွန်နက်တစ်မှာဗန်ဒူလာလမ်းမှာ19နဲ့18လမ်းကြားတဲ့လမ်းမတော်မှာမြင်ရတယ်ကျွန်တော်အမေဝတ်တာကိုမျက်မှန်တက်တာကျွန်တော်လည်းအောင်စဘူးတော့ကြောက်ကိုနဲ့မားနေမှာဆိုအိုလာကြီးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်မိသားစုများအတွက်စိတ်ရှိရနာဆိုင်လေးနဲ့မိတ်ဆက်ပေးရစီတင်းငယ်သုံးတော်စိတ်ရှိရနာဆိုင်ဖြစ်ပါတယ်ကျွန်တော်တို့အကောင်းဆုံးရွှေဘူဆောင်ရွှေမာစုတင်းငယ်သုံးတော်ဖြစ်ပါတယ်အကောင်းဆုံးစိတ်ကိုဆောင်စိတ်မာစု သိငတ်တော့ကောင်း ချောဆုံးအလှဆုံးကိုကြည့်ချင်ဘဘောအောင်စုရဲ့ပြိတ္တကိုလာကြည့်အလောကဒီနေ့ရောဟင်္ဒရာလည်းလာကြတော့ဒီနေ့ဟင်္ဒရာလည်းညှိုးထောင်ပါဦးညှိုးထောင်ပါရန်ကုန်ဘာရှိသေးလဲကျန်ကြီးဟိုကျန်ကြီးပြည့်ရှိသေးရှိပြီးသားဆိုတော့ရန်ကုန်ထဲပါသွားပြီလေးပြတာပြီးတော့ဘယ်ဘက်ကဘယ်နေရာဆင်းလာရှိသေးလဲတရားကိုတယောက်ချင်းစီပြောပါကွေးကပြီးတော့စလုံးစိတ်ချကိုမိသားစုတွေကကိုယ်စီလာတယ်အဲ့တော့ကိုကလည်းအဲ့ဒီမျိုးတွေကိုအရောက်လာခဲ့မယ်ဆက်တယ်နော်ဒါတွေ့ရဆောင်ပုံလေးဖြစ်ပါတယ်ကျွန်တော်ဆိုင်နေရာလေးတွေညွှန်ပေးချင်ပါတယ်သူကရောက်ဒီမျိုးမှာဒီဇိုင်းရှိပါတယ်အမတ်ကားငယ်မြင်းဆောင်ခွန်ကဘင်းတော်လမ်းမှာညာစီအနီးမှာဖြစ်ပါတယ်ပြီးတော့ရန်ကုန်မြို့မှာဒီဇိုင်းရှိပါတယ်အမတ်ကွန်နက်တစ်မှာဗန်ဒူလာလမ်းမှာ19နဲ့18လမ်းကြားတဲ့လမ်းမတော်မှာ